Okay အားလုံးပဲကျွန်တော်အရင် stop ပြတ်သွားတဲ့တရားဝက်ခဲကောက်လေးပြန်ရတယ်နော်ဒီခါဒီကောင်ရဲ့အသားနာကတော့ပိုမိုက်သွားတယ်ဈေးနှုန်းကတော့မပြောင်းပါဘူးနော်လူမျိုးစက်ကူပူလေးနဲ့လာမှာနော်လူမျိုးစက်ကူပူလေးနဲ့လာမယ်ဒီကောင်အသားနာပိုမိုက်သွားတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်အခုကျွန်တော်ဖယ်ထားတော့မယ်ဗျာကျွန်တော်အခုဒီတစ်ခုကိုစမ်းမယ်စမ်းပြီးဖယ်ထားမယ်ကျွန်တော်သုံးဖို့တော့မကြံတော့လို့နော်ဈေးကတော့အရင်ဈေးပဲ3200ဒီမှာ temperature တက်လာပြီကဲလို့ reset ခလုတ်ချခြင်းဒီ power ခလုတ်လေးကိုနှိပ်လိုက် reset ခလုတ်ချပါအစနေ0ကနေပြန်ရောက်သွားနော်အဲ့တော့ဒါလေး temperature တက်လာပြီဒါလေးကကျွန်တော်အားလုံး950ဒီတက်မယ်နော်950ဒီ temperature တက်မယ်အဲ့တော့ကျွန်တော်ခဲပုံအကြီးကြီးကိုကျွန်တော်ဖြော်ပြကြည့်ချင်တာပေါ့နော်ကဲ950 920အဲ့ဒီကောင်က920ဒီပဲရတယ်နော်တော့ခဲပုံအကြီးကြီးကိုကျွန်တော်ဖြော်ပြကြည့်မယ်အေးစစ်ပဲဗျနော်ဒီလိုကြိုးကြီးဗျာကြိုးကြီးဆိုအဲ့ခဲပုံကြီးတွေဆိုရင်ပျော်တာတချို့ခဲကောက်60ဝက်ခဲကောက်မပြောနိုင်ဘူးအဲဒီမှာ temperature ပြန်ကျသွားတယ်နော်တိုးလိုက်တဲ့အချိန်မှာ temperature ပြန်ကျသွားနော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ခဲကျွေးမယ်မလို့နော်ခဲကျွေးတာစောင်းပြန်တယ်နော်အဲ့တော့ဒီကောင်ကအပေါင်းအပေါင်းကျိုးဆိုတော့ကျွန်တော်အပေါင်းကျိုးအမှန်တယ်ကျွန်တော်ပြန်တက်ရမယ်တတရရပဲမနော်တတရရပဲနော်ခဲပုံကြီးလေ ACC ပဲတတရရပဲကျွန်တော်60ဝက်ခဲကောက်နေတယ်ဆိုတာမလွယ်ဘူးရနော်အဲ့တော့ဒီမှာလေးဖြုတ်ကြည့်မယ်အော် AC ပဲတတရရပဲเนาะကျွန်တော်ခု BN ကတ်လဲနေတာပေါ့ဗျာเนาะအဲ့တော့ဒီမိုင်းနဲ့ကဒီမှာခဲနဲ့ထပ်ကြည့်ရအောင်အော်ခဲပြိုချက်ကတော့ရှယ်ကြီးဗျာเนาะအဲ့တော့ဒီမိုင်းနဲ့လေးကျွန်တော်တက်ပြမယ်တတရရပဲဗျနော်ရှယ်ကြီးသဘောကျတယ်အဲ့တော့ဒီမှာကျွန်တော်ပြန်တက်ပြအောင်မယ်မကြည့်လိုက်ခဏလေးနဲ့ဆွဲတယ်ဗျာသဘောကျတယ်ဗျာဒါပေမဲ့တိုးလိုက်တဲ့အချိန်ကျရင်ကောင် temperature တော့ပြန်ကျပါအဲ့လိုမကျကြဘူးဆိုတော့ဒီကောင်ကိုနှိပ်လိုက်0ကနေပြန်စပါနော်ဒီအပေါင်းနှုတ်လေးကတော့ကျွန်တော်တို့ကိုလိုချင်တဲ့ temperature ဒီကိုပြန်ချိန်တာပေါ့နော်ဈေးနှုန်းလေးက3200ပဲနော်ဟုတ်လက်ကားဈေးလေးလည်းရှိပြီနော်ဟုတ်ကျေးဇူးပါ